အားကစားလောကမှာပြောစမှတ်တွင်တဲ့စကားတစ်ခွန်းရှိပါတယ် Winning is a habit ဒါပေမဲ့ဒီရာသီအာဆင်နယ်အသင်းအတွက်ကတော့အခြားအရာတစ်ခုကပိုပြီးတော့အရေးကြီးနေပုံရပါတယ်အဲဒါကတော့အသင်းမှာပါဝင်တဲ့ကစားသမားတိုင်းရဲ့စိတ်ဓာတ်နဲ့တန်ဖိုးပဲဖြစ်ပါတယ်မီကေအာဒီတာဟာသူ့ရဲ့အသင်းမှာပွဲထွက်ကစားသမားတွေထက်အရန်ကစားသမား finisher တွေကပိုပြီးတော့အရေးပါလာလိမ့်မယ်လို့ဆိုလိုက်ပါတယ်ဒီအတွေးခေါ်ကိုသူဟာ rugby အားကစားကနေရရှိခဲ့တာပါဒါဟာအာဆင်နယ်အသင်းရဲ့အားကစားပုံစံအသစ်ဖြစ်တဲ့ finisher concept လို့တော့ပြောလို့ရပါတယ်။ပွဲထွက်ခွင့်မရလို့စိတ်ပြတ်အားငယ်နေခဲ့ကြတဲ့မာတင်နယ်လီနဲ့ Trossard တို့ဟာဘယ်လိုစိတ်သက်မျိုးနဲ့အရန်ကုန်ကနေထလာပြီးတော့အသင်းကိုချန်ပီယံလိပွဲမှာအနိုင်ရအောင်လုပ်ပြခဲ့တယ်လဲဆိုတာကိုတော့ဆက်လက်ကြည့်ရှုလိုက်ရအောင်ပါ။ပြီးခဲ့တဲ့ချန်ပီယံလိပွဲစဉ်မှာဘီဘာအိုအသင်းကို2ဂိုးကိုမရှိနဲ့အနိုင်ရရှိခဲ့တဲ့အာဆင်နယ်အသင်းရဲ့နိုင်ပွဲဟာအမှန်တကယ်တော့အရန်ကစားသမားတွေရဲ့လက်ရာလို့ဆိုရမှာပါ။အာဒီတာရဲ့စိတ်သက်မြင့်တင်ပေးမှုကြောင့်မာတင်နယ်လီနဲ့ Trossard တို့ဟာအရန်ကုန်ကနေထလာပြီးတော့ဂိုးတကိုးစီသွင်းယူကဂိုးဖန်တီးမှုတွေပါပြုလုပ်နိုင်ခဲ့ကြပါတယ်။မာတင်နယ်လီဟာအရန်ကစားသမားအဖြစ်ဝင်ရောက်ပြီး36စက္ကန့်အတွင်းထဲမှာပဲဂိုးသွင်းယူနိုင်ခဲ့တာဟာချန်ပီယံလိမှာအာဆင်နယ်အသင်းရဲ့လူစားဝင်ကစားတဲ့အမြန်ဆုံးဂိုးအဖြစ်အတန်းဝင်ခဲ့ပါတယ်။ Trossard ကလည်း2023ခုနှစ်ဇန်နဝါရီလမှာအာဆင်နယ်ကိုရောက်ရှိကြတဲ့ကအရန်ကစားသမားအဖြစ်ဝင်ရောက်ပြီးတော့ဂိုး10ဂိုးသွင်းက၄ဂိုးဖန်တီးပေးနိုင်ခဲ့လို့ပရီးမီးယားလိမှာအခြားကစားသမားတွေထက်အများဆုံးပါဝင်နိုင်တဲ့သူဖြစ်လာခဲ့ပါတယ်။ဒီပြအာဒီတာဟာရက်ဘီအားကစားမှာအရန်ကစားသမားတွေကို finisher လို့ခေါ်ဝေါ်တဲ့အသုံးအနှုန်းကိုချီးကျူးပြီးတော့သူတို့ဟာအသင်းရဲ့အောင်ပွဲကိုအပိသက်ပေးနိုင်သူတွေလို့ယုံကြည်နေပါတယ်။ဒီရာသီမှာအာဆင်နယ်အသင်းဟာအိုဒီဂတ်ဆာကာနဲ့ကိုင်ဟာဘတ်စတဲ့အဓိကကစားသမားတွေဒဏ်ရာကြောင့်မပါဝင်နိုင်ပဲစိန်ခေါ်မှုတွေနဲ့ရင်ဆိုင်နေရပါတယ်။ဒါကြောင့်ပဲအာဒီတာဟာကစားသမားအသစ်တွေနဲ့အရန်ကစားသမားတွေကိုအခွင့်အရေးပေးခဲ့ရပါတယ်။ဒါပေမဲ့သူ့ရဲ့ကစားသမားတိုင်းကိုပွဲမထုတ်နိုင်တဲ့အတွက်တော့နာကျင်ရပါတယ်လို့ဖွင့်ဟခဲ့ပြီးဒါဟာကစားသမားတွေရဲ့စိတ်ဓာတ်ကိုထိမ့်သိမ်းဖို့ဘယ်လောက်အထိအရေးကြီးတယ်ဆိုတာကိုပြသနေပါတယ်။ပွဲမစခင်မှာမာတင်နယ်လီနဲ့ Trossard ကိုအရန်ခုံမှာထိုင်ခိုင်းလိုက်တဲ့အတွက်စိတ်ပြတ်သွားမှန်းသိပေမဲ့သူတို့ရဲ့မျက်လုံးတွေထဲမှာအစင်သင့်ဖြစ်နေတဲ့စိတ်ဓာတ်ကိုမြင်လိုက်ရတယ်လို့အာတီတာကဆိုပါတယ်။မာတင်နယ်လီရဲ့စိတ်ဓာတ်ပိုင်းဆိုင်ရာအခြေအနေကမကြသေးမီကကျဆင်းနေခဲ့ပြီးတော့ပြည်သက်တွေရဲ့ဝေဖန်မှုတွေကိုလည်းကြုံတွေ့ခဲ့ရပါတယ်။ဒါပေမဲ့အသင်းပေါ်တွေကမာတင်နယ်လီဂိုးသွင်းနိုင်တဲ့အတွက်လေးလေးနက်နက်ဝမ်းသာအားရပျော်ရွှင်ပေးခဲ့ကြတာဟာအာဒီတာရဲ့အသင်းစိတ်ဓာတ်ကိုအလေးထားမှုသက်သေပါပဲ။အခုနိုင်ပွဲဟာအာဆင်နယ်အသင်းအတွက်ဘယ်လောက်အရေးကြီးလဲဆိုတာကိုပါပြသနေပါတယ်။မီကေအာဒီတာရဲ့ rugby အားကစားကနေ finisher အယူအဆကိုယူသုံးခဲ့မှုဟာအသင်းရဲ့အတွင်းပိုင်းစိတ်ဓာတ်စီးလုံးညီညွတ်မှုကိုပြသနေတာလို့ပြောလို့ရပါတယ်။မာတင်နယ်လီနဲ့ Trossard တို့လိုကစားသမားတွေရဲ့စိတ်ဓာတ်မြင့်မားမှုနဲ့အသင်းပေါ်တွေရဲ့ရင်းနှီးမှုဟာဒီရာသီမှာအာဆင်နယ်အသင်းအတွက်အောင်မြင်မှုရဲ့တော့ချက်ဖြစ်လာနိုင်ပါတယ်။အခုလိုအာဆင်နယ်အသင်းရဲ့နီးပြမီကေအာဒီတာရဲ့ rugby အားကစားကနေယူဆောင်လာတဲ့ finisher အယူအဆအပေါ်မှာအာဆင်နယ်ပြည်သက်တို့ရဲ့အမြင်ကဘယ်လိုရှိပါသလဲ။ comment မှာမျှဝေပေးခဲ့လို့ရပါတယ်